ကျောင်းမှမှာပြောလို့လည်းလုံလောက်ပြီအားလုံးမင်္ဂလာပါကျွန်တော်တို့ဖြစ်ပါတယ်ဒီနေ့မှာတော့နောင်တရခြင်းနဲ့ပတ်သက်ပြီးအနေငယ်လေးလည်းရှိအောင်နောင်တရတယ်ဆိုတာကကိုလုတ်ခဲ့တဲ့အမားတွေတက်အစင်မကောင်းဖြစ်နေုံသက်သက်တောင်းမှမှာရမားသွားပါတယ်လို့ပြောနေုံသက်သက်ကိုဆိုလိုတာမဟုတ်ဘူးဂျမတစ်ကျမ်းမှာအသုံးပြုထားတဲ့နောင်တရခြင်းဆိုတဲ့ဝေါ်ဟာရကမူရင်းဂရိကျမ်းရဆိုရင်စိတ်နှလုံးပြောင်းလဲခြင်းဒါမှမဟုတ်ဘုရားသခင်ကပြန်လှည့်လာခြင်းကိုဆိုလိုတာဖြစ်တယ်ဘုရားသခင်ကဘယ်လိုပြန်လှည့်လာရမလဲလောလ23ရဆိုရင်အဝတ်ကိုမဆုပ်ပဲနှလုံးကိုဆုပ်ရသူတို့ဘုရားသခင်ထောက်ရဖျက်ဆံတဲ့တို့ပြန်လာရလို့ဘာလို့လို့ပြောရလဲဆိုတော့အိခေကဣသရေလလူမျိုးတွေကမားသွားပြီးနောင်တရပါပြီဆိုတဲ့အချိန်မှာလဲအဝတ်တွေကိုဆုပ်ခဲတက်ကြတယ်ကိုကတကယ်နောင်တမရရင်တော့နောင်တရခြင်းဟန်ဆောင်အဝတ်တွေကိုဆွဲပြဲပြီးလူတွေကကိုယ့်ကိုနောင်တရတယ်လို့မြင်အောင်ဟန်ဆောင်ပြလို့ရတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတော့ဒီနေ့ခေတ်လူတွေကလည်းဒီလိုဟန်ဆောင်တတ်ကြတယ်ဒါကြောင့်မလို့လူမြင်နိုင်တဲ့အပေါ်ရင်နောင်တရတာမျိုးမဟုတ်ပဲလူမမြင်နိုင်တဲ့အတွင်းလုံးသားကနေပြီးတော့ရှင်းမှန်စွာနောင်တရဖို့လဲတိုက်ခေကိုရောဘယ်လိုပုံစံနဲ့နောင်တရခဲ့ပြီးပြီလဲတကယ်လို့အဝတ်ကိုပဲစုပ်ရသေးတယ်ဆိုရင်တော့နှလုံးသားကိုစုပ်ဖို့အတွက်အချိန်တန်ပါပြီ